ခုနကတော့ကျွန်တော်ဒီပန်းပွင့်လေးထိုးပြပေးပြီเนาะထိုးပြပေးပြီဆိုတော့ဒီနှစ်ခုကအတူတူပဲမှုလို့เนาะဒီပွင့်လေးကိုထိုးပြပေးတော့ဘူးเนาะဒီကောင်ကဖုန်မီ90နဲ့ချက်ကောဒီကောင်ကဖုန်မီ90နဲ့ချက်ကောเนาะအဲ့ဒါပြီးရင်ကျွန်တော်ဒီသိရွက်ထိုးနည်းလေးကိုကျွန်တော်ထိုးပြပေးမယ်เนาะအရင်ဆုံးဖုန်မီ15ခုထိုးမယ်1 2 3 4 5 6 9 10 11 12 13 14 15ဖုန်မီ15ကရပြီဆိုလို့ဆိုရင်ကျွန်တော်တို့ဒီဖုန်မီစုံတဲ့အထိတိုင်တူလေးတွေထိုးရမယ်เนาะဒီမှာဖုန်မီစုံတဲ့ခါကျတော့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာတပေါက်เนาะဒီတပေါက်မှာချက်ကော်လေးနဲ့ချိန်မယ်เนาะအဲ့ဒါပြီးရင်ဖုန်မီတစ်ခါပြီးလို့ဆိုရင်အဲ့တပေါက်ထဲမှာပဲเนาะတိုင်တူလေးတစ်တိုင်းထိုးမယ်ပြီးရင်ဖုန်မီတစ်ခါအဲ့ဒါပြီးလို့ဆိုရင်အဲ့လေးမှာရေးပြီးတော့တိုင်လက်လေးတစ်တိုင်းထိုးမယ်တိုင်လက်လေးတစ်တိုင်းထိုးပြီးရင်တိုင်ရှည်9တိုင်းထိုးမယ်เนาะဒီนี่တပေါက်တစ်တိုင်းလုံးနဲ့เนาะ3 4အဲ့ဒါပြီးလို့ဆိုလို့ဆိုရင်တိုင်လက်လေး9တိုင်းထိုးမယ်เนาะဒီนี่3 4 5เนาะတိုင်လက်လေး9တိုင်းပြီးရင်ကျွန်တော်တို့ဒီမှာကျန်တဲ့ဟာလေးကိုတိုင်တူလေးတွေထိုးမယ်เนาะဒီထိတ်မှကြတော့เนาะဒီထိတ်မှကြတော့နည်းနည်းလေးချွန်းချွန်းလေးဖြစ်သွားအောင်လို့ကျွန်တော်ဖုန်မီတစ်ခါထိုးပြီးတော့ဒီမှာအဲ့ထိတ်လေးမှာပဲเนาะချက်ကော့လေးနဲ့ချိတ်လိုက်တယ်เนาะဒီလိုလေးချွန်းချွန်းလေးဖြစ်တယ်เนาะအဲ့လိုလေးချွန်းချွန်းလေးဖြစ်ပြီဆိုလို့ဆိုရင်ဟိုဘက်ကလည်းကျွန်တော်ခုနထိုးခဲ့တဲ့အတိုင်းပဲပြန်ထိုးသွားမယ်เนาะဒီလိုမျိုးလေးရပြီเนาะဒီမှာတိရွက်လေးတရွက်ရပါပြီเนาะနှစ်ချမ်းညီတူလေးเนาะရပြီဆိုလို့ဆိုရင်ကျွန်တော်ဒီမှာချက်ကော်နဲ့ချိတ်မယ်เนาะဒီဘက်ထိတ်ဒီမှာနော်ချက်ကော်နဲ့ချိတ်ပြီးရင်ဖုန်မီ90ထိုးမယ်เนาะဖုန်မီ90ထိုးရဒီလိုမျိုးကွင်းလေးလုပ်မယ်เนาะဒီဖုန်မီ90ပြည့်ပြီဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာချက်ကော်နဲ့ချိတ်မယ်เนาะကျွန်တော်နမူနာလေးပြပေးတာပေါ့เนาะချက်ကော်နဲ့ချိတ်ပြီးတော့ခြေသားလေးဖြတ်ပြီးတော့ဒီမှာတင်နိုင်မယ်เนาะဟိုကျန်တဲ့ခြေသားလေးကိုဒီတိုင်လေးတွေမှာတင်နိုင်မယ်เนาะတိုင်ထိတ်လေးတွေမှာချိတ်ပြီးတင်မယ်เนาะ